Hello ဒီနေ့မိကလေးပလာဇာဘက်မှာကိစ္စလေးရှိလို့သွားရင်းနဲ့ဒါကိစ္စလေးပြီးတော့အထမ်းတွေစားခြင်းနေတာပေါ့နော်အထမ်းတွေထမင်းတော့ကိုစားခြင်းနေတာအဲ့ဒါလည်းဝင်စားတယ်ပေါ့နော်အဲ့ချိန်မှာမိုးကလည်းဒါရွာပြီးဒါတည်နေတာရမ်းစားလို့ကောင်းတာပဲအမှန်တော့မိကစုလီစာကူရာတာဝါဘေးရအထမ်းတွေကိုစားခြင်းတာပေါ့နော်ပြီးတော့ရုံးတက်တုံးကအမြဲတမ်းစားစုလီတာဝါမှာရုံးတက်တုံးကစားခဲ့တဲ့ဟာလေးကိုစားခြင်းတာဒါပေမဲ့ DND ရဲ့လက်ရလည်းမစိုးဘူးတော်တော်လေးစားလို့ကောင်းတယ်ပေါ့နော်ဒါလေးစားခဲ့တယ်ပြီးတော့အိုရှင်မှာဈေးဝယ်ပါတယ်ဒီနေ့အိုရှင်မှာဈေးဝယ်ရတာတန်တယ်လို့ခံစားရတယ်မိကနှစ်ပတ်စာလောက်တော့ရတယ်ပေါ့နော်အလုံးစုစုပေါင်း3,000ဘို့လောက်ကျတယ်ပေါ့နော်အသီးရွက်တွေလည်းတန်တယ်တားငါးတွေလည်းလက်ဆက်နေတာပဲခရမ်းချင်သေးတွေဆိုလို့ရှိရင်လည်းဒါလက်ဆက်နေတာပဲပေါ့နော်စိမ့်နေရောမဲ့တွေရောဆုံးတာပဲအကြိုက်ဆုံးကော်ရခါညွန့်နေဆိုတာလေတစည်းကိုဈေးဘလောက်မှမရှိဘူးစိမ့်ဆုံးနေတာပဲအမမေးကြိုက်တယ်ပုံငင်းဖြူနော်ပြီးတော့လို့ရှိရင်ဒါကတော့တာငါပေါ့ကွယ်တာငါထဲမှာလည်းဝယ်ခဲ့တာလေးတွေရှိတယ်စုစုပေါင်းဒီတစ်ခေါက်ဈေးဝယ်တာ3,300တော်တော်များများရတယ်ပေါ့နော်အားကြောင့်မလို့အများကြီးကျင်းတတ်တယ်ပြောမိကဒီထဲမှာကပါလဲဆိုတော့ကျက်မိုင်နေညွှန်တဲ့အစားအစာတွေပဲပါတယ်ပေါ့နော်တခြားမလိုအပ်တာတွေမဝယ်ဘူးအကုန်လုံးကလိုအပ်တာတွေပဲဝယ်လာတာပေါ့နော်အဲစုစုပေါင်းဒီမှာကြည့်လိုက်စီးရင်ကိုကြည့်လိုက်ဒါဝယ်ပြီးပြီပေါ့နော်ပြန်တော့မယ်ကဲဒါကတော့ဝယ်လာတဲ့အထုပ်ပေါင်းများစွာပေါ့နော်3,300မို့ရင်းနေကြည့်နေတာပါပြီးရွက်တည်းရများပါတယ်ကဲဒီနေ့တော့စိတ်ကူးပတ်လို့တစ်ခုချင်းစီပြမယ်ဒါကတော့ကျုပ်ပေါ့နော်ကျုပ်ကတစ်လုံးကို390ပေးရတယ်အရန်တန်တယ်နော်450စိုက်လောက်ရှိတယ်ဒါကိုကွဲလာတယ်လမ်းမှာပြုတ်ကျလာတယ်ပေါ့နော်ဈေးရပဲဝယ်ဘေးရပဲဝယ်အမြဲတမ်းကွဲပါတယ်ကျုပ်ကလေဒါကအလုံး30ဝယ်လာတယ်ပေါ့နော်ကျအိုးကမိတ်တော့မရှိမဖြစ်လိုအပ်တယ်ပေါ့နော်အဲဒါကြောင့်မလို့ကျအိုးအများကြီးဝယ်တယ်ပြီးလို့ရှိရင်တင်းချင်းဒါကတကူကို8,000ပေးရတယ်ပြီးလို့ရှိရင်ဒါကအင်ညိုလေးပါလေးချက်တောက်ဖို့အတွက်ကျိုးတူသူက2,000နဲ့နှစ်ခုကို2,000ပေးရပါဒီက10ခုကို1,600ပါဒါကတော့ကျဲရင်ပုံရေကုန်ပါတဲ့အထဲမှာ4ခုပါတယ်အဲဒါကို8,000ကျော်ပေးရတယ်ပေါ့နော်ပြီးရင်ဒါငပြေမှာအထဲမှာ9,000ပါတယ်6,600ဘူးဒါကကျဲရင်ပုံကြီးပဲအထဲမှာ3မှာပါတယ်အဲ့ကောင်က2ရက်စာ1,300ပေါ့နော်ဒါကလည်းငချင်းဖြူဒီက8,000ကို2ကွင်းပေါ့နော်ငချင်းဖြူကတော့တန့်နေသူတို့ကင်ပြီးပြီးဒါကကြက်အသေးကြီးပဲ9ရွေးပါတယ်9,000ကျော်ပြီးလို့ရှင်ဒါလည်းကြက်ရင်ပုံကြီးပဲအထဲမှာ3မှာပါတယ်ဒါ12,000ပဲကျတယ်ကြီးသေးกว่าတာပေါ့နော်ဒါကတော့ရုံးပရိဒီတစ်ထုပ်ကို900နှစ်ထုပ်ဒါကတော့ကိုက်လန်ပေါ့နော်ဒဇီးထဲမှာဒဇီး3,000သူ့မှာ2,500ဒါကပဲတောင်းရှည်က1,200ပဲပေးရတယ်အပြင်မှာဒဇီးကို2,000ခွဲပြီးလည်းမရဘူးပေါ့နော်ဒါကဘူစားပေး1,200ပေါ့ပါအရင်နုပတ်လာပဲညအကျုံစားတာလေဒါကအရင်ကြိုက်တဲ့ခေါ်ရခါညော်မှာ1,400ပဲပေးရတယ်ဒါနှစ်နှစ်စာလောက်ရတယ်ပေါ့နော်အများကြီးပဲနုဖတ်နေရပဲဒါကမုံညင်းဖြူ2,900ကို3,000ပဲထားပါကွယ်ပြောင်းမှုက2ဖိုးကို1,500ပဲပေးရတယ်ဒို့အစီမှာအပြင်မှာတစ်ဖိုးကို1,500ငါပြောသီးက9လုံးပါတယ်2,500အပြင်မှာအိတ်စိတ်ကတစ်လုံးကို1,000ပေါ့နော်ဒါကတော့မမန်းသီးကိုသူကတဘူးဝယ်တဘူးလက်ဆောင်ပေးတယ်ပေါ့နော်အရင်စားလို့ကောင်းတယ်အဲ့ကောင်လေးငြိုသီးမို့လေးနဲ့တို့စားလို့ရှိရင်အဲကြောင့်2ဘူးအဲ့တဘူးဝယ်လာတယ်ပေါ့နော်ဒါကတော့ထိုင်ဝမ်မုံညင်းပေါ့နော်အဲ့ကောင်က1,800ပေးရတယ်ငရုတ်ကောင်းကကျတော့2,600ပြောင်းမှုအသေးကကျတော့ကင်စားဖို့အတွက်ဒါက2,000ပဲပေးရတယ်ပေါ့နော်ဒါစက်တုံဖြူ1,400ရေ1,800ရေလားပြီးနှစ်ခုပေါ့နော်ပြင်မလုံး1,000မိုးမရအောင်ခရမ်းကျင်သီးအဲ့ဒီ site ကို1,500ဘူးဆိုလို့ရှိရင်3လုံးပဲရတယ်ပေါ့နော်အမ1,800ဘူးအများကြီးပဲရတယ်ပေါ့နော်တန်တယ်အတန်ဆုံးအရာကတော့တရသီးစိန်တစ်လုံး3လုံးကိုမှ3,900ပဲပေးရတယ်ရန်တန်မွေးနေရပဲဟိုရှင်းမှာဈေးဝယ်တဲ့ထဲမှာဒီနေ့ကအတန်ဆုံးပေါ့နော်ဘာဖြစ်လို့လဲဆိုတော့3,300ပဲကြာတယ်3,300မှာအများကြီးရတယ်ဒါနှစ်ပတ်စာပေါ့နော်အဓိကကလည်းဝယ်ရတာဒီကျက်ရင်ပုံရေပြောင်းပါတဲ့အောင်အဓိကထားဝင်တာပေါ့နော်ကော်မလေးတရားနဲ့တိုက်နေတာပေါ့နော်သူကဝင်တိုင်းတာမှမပြောတော့နှလုံးခွဲသွားတယ်ဆိုတော့နှလုံးခွဲသွားတယ်ပေါ့နော်ဒီကောင်ကတစ်လုံးကို390ဆိုတော့လုံးတော်ကြီးရောရှိပါလေဈေးထဲမှာဆိုရင်ဒီ size ဆိုလို့ရှိရင်450ရှိတယ်အဲ့ဒါလုံးလုံးဆိုတော့အမေကအိမ်မှာတက်ပြီးတော့လို့ရှိရင်ပြန်စင်းတော့ပေါ့နော်မနက်စာရေးချက်လို့ရှိပါတယ်ဒီကတရပြီးတယ်ဒီလိုရှိတာဒါမှမဟုတ်ဒီ
ဒီနေ့ကကြောင်းမြတ်တော့စားပိုင်းဝမ်းတော့ရအောင်6,000မှာဒီကောင်ကဒီကိုနှစ်ခုတော့3,000ကျတော့အများကြီးနဲ့ပါတယ်ကဲဒါကတော့သိန်းစရာရှိရလေးတွေသိန်းပြီးတော့တဲ့ချိန်တွေပါကျုပ်လေးတွေကတော့ကွဲလေးတွေနဲ့အကြောင်းလေးတွေနဲ့ပေါ့လေဒါလေးတွေကဒီလိုမျိုးလေးစီပြီးတော့ထည့်ထားတယ်ဒါလေးကဥရှင်းမှာရောင်းနေပန်းလေးတွေပေါ့လေဒီနေ့ကရမ်းလာနေတဲ့ခါကျတော့ဒါပုံလေးရိုက်ခဲ့တာပေါ့နော်စိတ်ထဲမှာလည်းဒါလေးဝယ်တာလေးတွေရိုက်ချင်လို့ဗီဒီယိုလေးလည်းရိုက်ခဲ့တာပါကြည့်ရှုပြီးတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်bye bye thank you for watching